ကဲအလုံးတောက်ကြရတဲ့မိတွေပေါ့ဗျာတောက်ကြရတဲ့မိတွေဘလို့အသက်အရွယ်ဘလို့အပိုင်းခြားတွေမှာကြီးပွားအောင်မြင်တတ်တယ်နော်ကံတရားရဲ့အထောက်ပံ့တွေဘလို့အသက်အရွယ်မှာရတတ်တယ်လဲဆိုတာကိုကျွန်တော်အခုပြောပြမှာဖြစ်ပါတယ်တောက်ကြရတဲ့မိတွေဆိုတော့အဲ့ဒါမပြောခင်နော်ကံကောင်းတာဆိုတော့အလုံးလုံးမှာကံကောင်းပါဟုတ်ပြီနော်ဒီရင်ဆရာတော်ပြောတယ်ငါတို့ဘယ်အသက်အရွယ်မှာကံကောင်းမှာဆိုပြီးဘာမှမလုပ်ရင်တော့ဘာမှဖြစ်မလာပါဘူးခင်ဗျာကျွန်တော်အဲ့ဒါကိုပြောချင်တယ်နော်ကံဉာဏ်ဝိရိယဟုတ်ပြီနော်ကံကြီးရလည်းအားကိုးလို့မရပါဘူးကိုယ့်ရဲ့ဉာဏ်လည်းအားကိုးရမယ်ဝိရိယလည်းစိုက်ထုတ်ရမယ်ဟုတ်ပြီနောက်ဖြစ်ချင်တဲ့ဆန္ဒလည်းကြီးမားဖို့လိုပါတယ်ဆိုတော့တောက်ကြရသမီးတွေတောက်ကြရသမီးတွေကလူလက်ပိုင်းပဲဟုတ်ပြီနော်လူလက်ပိုင်းဘယ်တဲ့ရွယ်လုံးနဲ့အတက်ဒီကျွန်တော်တို့20ခွင်ရနေတယ်နော်အတက်20ခွင်ရနေအတက်28ပေါ့နော်အတက်28 29ကနေ41 42ပြည့်15နှစ်တန်းလာကြိုအိတ်တဲ့အချိန်မှာတောက်ကြသားသမီးတွေကြီးပွားအောင်မြင်တတ်ပါဟုတ်ပြီနော်ဒါပဲတောက်ကြသားသမီးတိုင်းမဖြစ်နိုင်ပါဘူးခင်ဗျတရက်ထဲမွေးတဲ့လူအချင်းချင်းတောင်မှကံသာသာချင်းမတူပါဘူးနော်ပြန်မြပေါ့ every ပေါ့နော်ကျွန်တော်ပြောတဲ့မူလမာဘုတ်ပိုင်ရှင်တွေအဲ့ဒီကာလမှာကြီးပွားအောင်မြင်တတ်ပါတယ်ဟုတ်ပြီနော်အဲ့တော့မူလမာဘုတ်ကိုတချို့ကမသိကြဘူးဒီမိမိရဲ့မြန်မာလုံးမွေးတဲ့ကိစ္စကိုဒီခွနဲ့စားလိုက်စားအောင်မှချပြီးစားလိုက်3တန်း4တန်းကလေးတောင်စားရပါနော်ကာကူလီတာနဲ့စားရင်တော့မှတ်မှာမဟုတ်ဘူးအဲ့တော့မိမိရဲ့မြန်မာမွေးတဲ့ကလေးကိုဒီခွနဲ့စားပြည့်ကျွင်းရင်ဟုတ်ပြီနော်ပြည့်ကျွင်းရင်ရာဇာဘွားလို့ခေါ်တယ်တောက်ကြတာလည်းရာဇာဘွားပြည့်တောက်ကြတာလည်းကိုပြောနော်ကျန်တဲ့လူကျန်တဲ့နေတာပြောတာမဟုတ်ဘူးပြည့်ကျွင်းရင်ရာဇာဘွားနှစ်ကျွင်းရင်အဓိပတိဘွား3ကျွင်းရင်မရဏဘွား4ကျွင်းရင်တိုက်ဘွား5ကျွင်းရင်ပုတိဘွား6ကျွင်းရင်ဘင်္ဂါဘွား3ညာကျွင်းရင်အထွန်းဘွားမိမိရဲ့မြန်မာလူမွေးတဲ့ကလေးကိုဒီခွနဲ့စားလိုက်လို့အဲ့ဒါလေးမှတ်ထားလိုက်ကိုကခွနဲ့စားလိုက်ပေါ့တချို့ကကိုကဘာဘွားမှန်းဘာကျွင်းမှန်းမသိလို့ပြောတယ်အဲ့ဒါအသက်28ကနေ41 42တိအောင်ကံတရားရဲ့ထောက်ပံ့နေရပါလိမ့်မယ်အဲ့ဘလို့နေတာသမီးတွေလဲဘလို့ပြောပြီး3ညာကျွန်းအထွန်းဘွားတောက်ကြတာတဲ့မိများ3ညာကျွန်းအထွန်းဘွားတောက်ကြတာတဲ့မိများနောက်တစ်ခါ3ကျွန်းမရဏဘွားတွေအဲ့ကာလ3ကျွန်းမရဏဘွားတောက်ကြတာတဲ့မိများနောက်4ကျွန်းတိုက်ဘွားတောက်ကြတာတဲ့မိများဟုတ်ပြီနော်နောက်တစ်ခါ5ကျွန်းပုတိဘွားတောက်ကြတာတဲ့မိတွေအဲ့4မျိုးအခုကျွန်တော်ပြောတဲ့28 29ကနေ40 41ထိအောင်ငါတရားရထောက်ပံ့နေရမယ်ဘာမှမလုပ်ခနဲ့တော့ဖြစ်မလားကိုယ့်ဘက်ကကြိုးစားဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောလို့ကိုယ့်ဘက်ကဉာဏ်ဝိရိယတွေစိုက်ထုတ်ပါဟုတ်ပြီနော်အဲ့ကာလမှာကောင်းစားရပါတယ်တောက်ကြတဲ့နဲ့စပြီးတရလာတဲ့ဆုံးထားမယ်တင်းခိုင်းနော်တန်ကြော်တန်းခိုင်းအဲ့လိုနာမည်ကောင်းတယ်အဲ့ကာလမှာအဲ့နာမည်ကြီးသွားတယ်သူကအဲ့နာမည်ပိုင်ရှင်တွေက42နဲ့50ဆိုရင်ညံ့လာအခုကျွန်တော်ပြောတဲ့28 29ကနေ40 41 42တိအောင်ကောင်းတတ်ပါတယ်ကောင်းတတ်ပါနော်အဲ့မူလမာဘုပိုင်ရှင်တွေနောက်တစ်ခါတောက်ကြနဲ့စပြီးစနေနဲ့ဆုံးထားမယ်တန်းနုတို့နော်တန်းနိုင်တို့အဲ့လိုပေါ့နော်တင်းနိုင်တို့အဲ့လိုနာမည်ပိုင်ရှင်တွေတော့တဲနုတို့တောက်ကြနဲ့စပြီးစနေနဲ့ဆုံးလို့ရှင်တယ်အဲ့ဒီကလာနေမှာကြီးပွားအောင်မြင်ပါလိမ့်မယ်ကြီးပွားတိုးတက်ပါလိမ့်မယ်နော်နောက်တစ်ခါတော့အဲ့တော့တောက်ကြလာတဲ့နေ့နောက်ထပ်အတက်အရွယ်သူက2နှစ်ဇက်ကောင်းလို့ရှင်ဇက်တိုင်း2နှစ်ကောင်းတတ်တယ်ဟုတ်ပြီနော်ဘလို့အသက်အရွယ်တွေလည်းခုကျွန်တော်ပြောမယ်34 35တခါကောင်းတတ်တယ်34 35တခါ10နှစ်တခြား42 43တောက်ကြတာလည်းမြတ်34 35 40နှစ်43နောက်တစ်ခါ50 51 58 59အဲ့နှစ်တွေဆိုလို့ရှိရင်ကိုယ့်ဘက်ကစူးစမ်းသမှာတရားခင်ဗျားတို့ဘက်မှာရှိတယ်နော်အလောက်ကိုင်းနေရောင်းဝယ်နေကောင်းလာတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်ပြောတဲ့အဲ့နှစ်တွေလည်းရောက်နေပါရဲ့နဲ့အခု28 29ကနေ41 42ကိုချက်တန်းနေရတယ်နောက်ကြတာလည်းမိတယ်ဘာအဲ့အချိန်မှာတော့သူကအိမ်တော်ရေးအိမ်တွင်းရေးပြဿနာတော့ပေါ်တတ်တယ်နော်အိမ်တွင်းရေးအိမ်တော်ရေးတော့ဂျားလူဝင်တာအိမ်တော်ရေးအစမပြေတာနော်ကိုပိုင်လုပ်ငန်းလုပ်နေတယ်ဆိုလို့ရှိရင်လောက်ငွေသားတွေတော်လန်ပုံကန်တာနော်အကြီးကဲလူအထက်လူကြီးနဲ့အစမပြေတာအဲ့လိုမျိုးတွေနော်အဲ့လိုမျိုးတွေတော့ကြုံရတယ်ဝန်ထမ်းတွေဆိုဟုတ်ပြီနော်ငွေကြေးကန်တဲ့ဘက်တွေတော့ကောင်းတယ်ဗျနော်ငွေကြေးကန်တဲ့ဘက်တွေတော့ကျွန်တော်အဲ့ဒီကာလမှာကောင်းပါတယ်နော်ထီတွေဘာတွေဝါနာပိုင်းကန်ဆန်းပေါ့နော်ထီတွေဘာတွေဝါနာပိုင်းကန်ဆန်းပေါ့အဲ့ဒီကာလမှာငွေတွေဝင်လာပြီဆိုလို့ရှိရင်မဟုတ်တဲ့နေရာတွေမှာသုံးလို့မရဘူးဥမာ KTV တို့မာဆက်တို့တွားတာမဟုတ်ရုပ်တွေသုံးလို့ဆိုလို့ရှိရင်တော့ငွေရနောက်ထပ်ဝင်မဲ့ငွေတောင်ဝင်မဲ့နဲ့တန့်သွားပြီးတော့မှစီးလိမ့်များစီးစိမ်နေအကုန်ပြန်ပြုတ်သွားတယ်အဲ့ဒီကာလမှာဆိုဝင်လာတဲ့ငွေကိုလှူပေးရတယ်10ပုံ1ပုံအဲ့လိုမျိုးပေါ့နော်10ပုံ2ပုံအဲ့လိုမျိုးလှူပေးရတယ်တကယ်အကျိုးရှိမဲ့နေရာတွေလှူပေးရတယ်ဟုတ်ပြီနော်ဘာသာရေးလောက်ရတယ်အဲ့ဒီကာလမှာ
ဘုံတော်ကိုပွားစမ်းပြန်ဘုံတော်ကိုပွားစမ်းနော်အဲ့လေ28 29 40 41ကိုဖြတ်တန်းနေရတယ်လူတွေနော်ဘုံတော်များများပွားငွေကိုလူပေးရတယ်ငွေဝင်လာလို့ရှိရင်ငွေလူပေးရတယ်အဲ့ဒီအချိန်မှာအဆောင်ကောင်းဆိုရင်တော့ငကယုံဖျားပဲငကားထောက်ကြံတာစနေတနေ့လားနော်ကျွန်တော်ပြောနေတာတုံးတဲ့ဘော next ပညာတာဝတိစမ်းပညာနဲ့ပြောနေတာနော်တိုက်တိတ်တန်းစီကိုစောင့်ခိုင်းတာနော်အဲ့တော့အဲ့ဒီအချိန်မှာအိမ်လေးအိမ်တော်ကြီးကိုလည်းထိတ်ထားပါနော်အိမ်နောက်ဘက်ပေါ်မှာနားလည်မှုပေးလိုက်ပါငွေတွေဝင်လာရင်လည်းလှူပါဘုံတော်တွေရလောက်ပွားပါတော့ကြတာလည်းမိတော်များများဟာ90ကျော်ပြီဆိုရင်ကောင်းတတ်ပါတယ်50ကျော်ပြီဆိုလို့ရှိရင်ဦးသားလာကောင်းတာများပါတယ်ဦးသားလာကောင်းစားတတ်ပါတယ်နော်သူကအဲ့42နဲ့50မှာတော့ကြတာလည်းမိတယ်ညက်တယ်ဆိုတော့အတက်50ကျော်တော့ပြီဆိုလို့ရှိရင်51 50 51 58 59တွေတော့ကြတာလည်းမိတယ်လက်ကမောက်ခံရမယ်နှစ်တွေပေါ့ဗျာဟုတ်ပြီနော်မူလမှာဘုတ်ငါကျွင်ပုတိဘွားတွေကောင်းပြီပေါ့အဲ့တော့ကမူလမှာဘုတ်နှစ်ကျွန်းအဓိပတိဘွားအဲ့ဒီအဲ့အတက်50ကျော်လို့ရှိရင်တော့စောက်ကောင်းတော့နောက်တော့ကမူလမှာဘုတ်ဒါပါလေ6ကျွန်းဘင်္ဂါဘွားတွေနော်မူလမှာဘုတ်တုံညာကျွန်းအထွန်းဘွားတွေအဲ့ဦးစားလာတော့ကောင်းပါလေတော့ကောင်းတတ်ပါအဲ့တော့ချင်းမိတ်စီတော့ကြာလာသမီးတွေ28 29နဲ့42ကြားထဲမှာကြိုးစားသမ်းပါဗျာနော်ဝင်လာတဲ့ငွေကိုလှူပေးပါဘုံတော်တွေပွားပါအခုကျွန်တော်ပြောတဲ့34 35 42 43 50 51 58 59အဲ့ဒီနှစ်တွေမှာဆိုရင်အရန်ကောင်းစားတတ်ပါနော်ကျွန်တော်ပြောတဲ့ဘုံတော်တွေပွားပါနော်ငွေကိုလှူပါအိမ်တော်ဘက်ပေါ်မှာနားလည်မှုပေးလိုက်ပါအိမ်တော်ကြီးအခြေအနေတော့အဲ့ဒီကာလကြီးညက်တတ်ပါကြားလို့မင်္ဂလာပါတောက်ကြတာသမီးတွေတောက်ကြတာသမီးတွေပြောမှဆိုရင်လည်းအသက်အရွယ်အပိုင်းခြားနှစ်ခုကိုပြောရတယ်အဲ့တော့နည်းနည်းရင်သားကြတော့ကောင်းတယ်ကြာတောက်ကြတာသမီးတွေအဲကြောင့်လဲဆိုလို့ရှိရင်အသက်15နဲ့22နှစ်နော်အသက်15နဲ့22နှစ်ဆိုတာလူလောကအကြောင်းသိနားမလဲတူနှလုံးသားရေးဦးစားပေးတဲ့အရွယ်အသက်15နဲ့21အရွယ်စီဝါရေးတွေပါသူ့ခေါင်းထဲမှာတိတ်မရှိဘူးဒါပေမဲ့အဲ့ဒီအရွယ်မှာကိုပဲတောက်ကြတာသမီးတချို့ကလောကဓာတ်ပြင်းပြထန်ထန်ခံရတာအဲ့အသက်21နဲ့15နဲ့21အဲ့6နှစ်ကာလမှာနော်ပြင်းပြထန်ထန်ခံရတော့အသက်အရွယ်နဲ့မမျှခံရတာနော်အဲ့ဒီအချိန်မှာဟုတ်ပြီနော်အားတော့မှဖြစ်ရလေခြင်းဆိုပြီးတော့တောက်ကြတာသမီးတွေလားမဟုတ်ဘူးခင်ဗျဒါကြောင့်ဘလို့လူတွေပြောပြီးမူလမှာဘုတ်3ကျွန်းမရဏဘောတောက်ကြတာသမီးများနောက်မူလမှာဘုတ်6ကျွန်းဘင်္ဂါဘောတောက်ကြတာသမီးများနောက်မူလမှာဘုတ်5ကျွန်းပုတိဘောတောက်ကြတာသမီးတွေအဲ့ဒီအသက်15နဲ့21ကြောင်းပြီးခါစအပြိုဘောလူပြိုဘောဝင်ခါစလေးအချိန်မှာအရွယ်နဲ့မမြောက်ခံလိုက်ရတာမိသားစုတာဝန်တွေပြီလာတာချစ်သူရဲ့လှည့်စားတာချီရီတော့ကအိမ်တွင်းအိမ်တောင်ရေးပေါ့နော်အိမ်တွင်းအိမ်တောင်ရေးအိမ်တွင်းပေါ့မိသားစုအဲ့ဒါပတ်သက်ပြီးတော့သူတို့မှာလောကရန်ကြီးမှာကြောတာပဲတချို့ဆိုလို့ရှိရင်ကြောင်းတော်မှအဲ့လိုမိသားစုကိုငဲ့ပြီးတော့မှကြောင်းကိုပြီးအောင်မတက်လေရတောက်ကြတာလည်းပြီးရှိအဲ့ဒီတစ်ဖြတ်မှာလည်းဒီညံ့တယ်တောက်ကြတာလည်းပြီးအသက်15နဲ့21ပေါ့နော်ညံ့တယ်ဟုတ်ပြီနောက်တစ်ဖြတ်ကတော့တော့အရေးကြီးတယ်ဗျဟုတ်ပြီအဲ့ဆိုရင်မူလမှာဘုတ်3ကျင်းမရဏဘွားတွေမူလမှာဘုတ်6ကျင်းဘင်္ဂါဘွားတွေမူလမှာဘုတ်5ကျင်းပုတိဘွားတွေအဲ့ဒီအသက်15နဲ့21မှာညံ့တယ်တို့တော့နာမည်အခုကျွန်တော်ပြောတဲ့နာမည်ပိုင်စင်နေဆိုပို့ဆိုးတယ်နာမည်တောက်ကြတဲ့စပြီးစနေနဲ့ဆုံးတယ်တဲနုတို့နော်တောင်းထွန်းတို့နော်အဲ့လိုနော်တန်နုတို့နော်တန်ထွန်းတို့အဲ့လိုတောက်ကြတဲ့စပြီးစနေနဲ့ဆုံးမယ်နောက်တော့တောက်ကြတဲ့စပြီးတော့ဘုဒ္ဓဘုဒ္ဓနဲ့ဆုံးမယ်တန်ဝင်းနော်တန်လှိုင်းအဲ့လိုနာမည်တွေပေါ့နော်အဲ့လိုနာမည်တွေကအခုကျွန်တော်ပြောတဲ့အသက်15နဲ့21မှာလောကဓာတ်ရဲ့ဖိနှိပ်ထပြင်းပြထန်ထန်ကြုံတွေ့ရတာပါနောက်အသက်ရွယ်ရတော့အသက်40နဲ့အသက်50အဲ့ဒါဘုံမိဂျိုအိတ်အင်္ဂါဂျိုမှာအိတ်နေတဲ့ဘုံမိဂျိုအိတ်နော်အသက်40နဲ့အသက်50မှာလည်းတောက်ကြတာတမိတွေကအထူးသတိထားရပါတယ်အသက်40နဲ့50ဘလို့လူတွေတော့တဲ့တောက်ကြတာတမိတိုင်းလားမဟုတ်ပါဘူးအဲ့ကာလမှာကြီးပွားချမ်းသာတဲ့တောက်ကြတာတမိတွေရှိပါတယ်တောက်ကြတာတမိတိုင်းမဟုတ်ပါဘူးခင်ဗျအခုကျွန်တော်ပြောမယ်မူလမှာဘုတ်ပေါ့နော်မူလမှာဘုတ်3ကျွန်းမရဏဘွားနောက်မူလမှာဘုတ်3ညာကျွန်းအထွန်းဘွားတွေကောင်းတယ်ဆိုတဲ့လူတွေအဲ့မှာတွေ့ပြီနော်မူလမှာဘုတ်3ညာကျွန်းအထွန်းဘွား
နောက်တစ်ခါမူလမှာဘုနှစ်ကျွန်းအဓိပတိဘွားတွေပေါ့အဲ့အသက်40နဲ့အသက်50အထူးသတိထားပါဟုတ်ပြီနော်ပြန်ပြောမယ်မူလမှာဘု3ကျွန်းမရဏဘွားမူလမှာဘုတုံညာကျွန်းအထွန်းဘွားမူလမှာဘုနှစ်ကျွန်းအဓိပတိဘွားတွေအခုအသက်40နဲ့အသက်50မှာပြင်းထန်တယ်ဘဝကိုတစ်ကနေပြန်စတယ်ဘလို့နာမည်ပိုင်စနေလဲအခုကျွန်တော်ပြောမယ့်နာမည်ပိုင်စနေတောက်ကြနဲ့စပြီးတရလာနဲ့ဆုံးမယ်ဟုတ်ပြီနော်တောက်ကြနဲ့စပြီးအဲ့တော့ဘလို့နာမည်တဲခိုင်တဲငိမ့်တဲခိုင်တန်းကျော်အဲ့လိုနာမည်တွေပေါ့နော်တောက်ကြနဲ့စပြီးတရလာနဲ့ဆုံးရင်တို့ဆိုးပါတယ်အချိန်တွေတော်ဆိုးတယ်အဲ့ကာလမှာနောက်တောက်ကြနဲ့စပြီးတနင်္ဂနွေနဲ့ဆုံးမယ်တင်းအေးတန်းအောင်နော်တဲအေးအဲ့လိုနာမည်တွေဟုတ်ပြီနော်တော့တောက်ကြတဲ့စပြီးတောက်ကြတဲ့နဲ့ဆုံးမယ်တင်းတဲဖေတာအဲ့လိုနာမည်ပိုင်စင်တွေရတော့အဲ့အသက်40နဲ့50မှာစိတ်ရောကိုယ်ရောပြင်မဲ့ရပါတယ်ဘဝကိုတစ်ကနေပြန်စရပါတယ်အကုန်ညံ့တာနော်ကျမ်းမာရေးစီးပွားရေးအိမ်တော်ရေးအကုန်ညံ့တတ်ပါတယ်အခုကျွန်တော်ပြောတဲ့မူလမှာဘုန်းနဲ့လည်းစိုက်ပါတယ်ခင်ဗျဟုတ်ပြီနော်အဲ့တော့ဆိုရင်ဘာလို့အမှားလို့လဲဒါဆိုရင်အသက်15နဲ့21အရွယ်ကတော့ထားလိုက်တော့ဗျာလောကဓာတ်ကြုံမလို့စီတော့သူတို့ဘာသာရေးလောက်ခိုင်းတဲ့တိတ်လောက်မှာမဟုတ်ဘူးအသက်40နဲ့50မှာဆိုလို့ရှိရင်ဒါအတိတရားရင့်ကျက်သွားပြီအဲ့ဒီရွယ်မှာတော့ခုကျွန်တော်ပြောမဲ့ဘာသာရေးကိုလုံးစိတ်ကျင်တယ်ဗျဟုတ်ပြီနော်အဲ့ဒါဘာလို့အမှားတော့လဲသူကပိပဋ္ဌာန်းနာနာရွေ့ရမှာဗျအဲ့ဒီချိန်မှာပိပဋ္ဌာန်းကိုသူကအချိန်မှရွေ့ပြရမှာပိပဋ္ဌာန်းကိုလေည10နာရီမှရွေ့တယ်ဆို10နာရီပုံမှန်ရွေ့တော့ဘာမှမဖြစ်ဘူးနောက်အတွေ့ခေါ်ကောင်းမှုလို့လေအဲ့ဒီချိန်မှာလေအဲ့ဒီချိန်မှာအတွေ့ခေါ်ကတောင်မဟုတ်မြောက်မဟုတ်ဒီမတွေးခေါ်ဘူးအတွေးခေါ်ကောင်းလေးထားရမယ်နော်တရားကိုအစိမ့်တကယ်ပေါ့နော်ဂုံတော်တစ်ခုကိုထုံထားရမယ်ထုံထားရမယ်အဲ့ကာလမှာအဲ့ဒါဆိုရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရတယ်ဂုံတော်တစ်ခုကိုထုံထားရမယ်ဟုတ်ပြီနော်နောက်အတူနေမိသားစုဒီနဲ့ပတ်သက်ပြီးတော့မှစွန့်လွတ်တဲ့ဟာကိုစွန့်လွတ်ပါဟုတ်ပြီနော်စွန့်လွတ်တဲ့ဟာကိုစွန့်လွတ်လိုက်ပါတိတ်ပြီးတော့မှခုံမင်တွေ့တာမနေပါနဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လေဒါအကြီးစိတ်ရှင်းရမခံတော့နဲ့စွန့်လွတ်တဲ့ရစွန့်လွတ်လိုက်တာကိုကငါဖရာတရားကိုပဲငါစောက်ချလုပ်တော့မယ်ဆိုတဲ့တရိတ်တန်ချတာအဲ့ဒါကိစ္စမရှိဘူးဟုတ်ပြီနော်အဲ့ဒါကိစ္စမရှိဘူးအဲ့ချိန်မှာက तू ကအဲ့အဒီတရားရတော့အောင်နောင်တကြီးရတော့အောင်ဆုံးမတဲ့အဲ့ကာလအဲ့ဒါကြောင့်ပြောတာနော်အဲ့တော့ဆိုတော့တို့တော့အမြင့်အညွတ်နဲ့ပေးထားတဲ့နာမည်ပိုင်စင်တွေရတော့အဲ့ဒီကာလမှာကောင်းစားတတ်ပါတယ်။နောက်ကြတော့ဒါသမီးအမြင့်အညွတ်နာမည်ကြတာပရိနဲ့စပြီးစရိနဲ့ဆုံးတာပေါ့။အဲ့မြင့်နိုင်မောင်ထွန်းနော်။နောက်ကမြင့်မို့ထွန်းဟုတ်လား။မော်နိုင်အဲ့လိုနာမည်တွေရတော့တောက်ကြတာသမီးတွေရတော့အဲ့ဒီကာလမှာကောင်းစားတတ်ပါတယ်။တော့ချင်းချင်းစစ်တောက်ကြတာသမီးအားလုံးဒီနေ့ယခုချိန်ကစပြီးဘဝအမောတွေကြည်ရောက်ကြပါစေ။ဘေးပေါင်းရန်ပေါင်းတွေကင်းဝေးကြပါစေ။ငွေကြေးလက်လာပါမယ်အထူးပွန်လန်းကြပါစေစိတ်ရောကိုယ်ပါကြမ်းပါလို့ချမ်းသာကြပါစေဗျာ